နေမကောင်းလို့ဆေးတောက်တော့မယ်ဆိုရင်ဟိတ်အချင်းမစားနဲ့အောင်နော်ဟိတ်ရေခဲနဲ့လုံးဝမတောက်နဲ့နော်စသဖြင့်တားမြစ်တာလေးတွေကိုကြားဘူးကြမှာပါအထူးသဖြင့်ကျွန်တော်တို့မြန်မာလူကြီးမိဘတွေကဆေးတောက်တဲ့အခါအချင်းနဲ့လုံးဝမတည့်ဘူးရေခဲနဲ့မတောက်ရဘူးစသဖြင့်ယူဆထားတာမျိုးလေးတွေရှိပါတယ်ဒီအချက်ကတကယ်ရောမှန်ကန်ရဲ့လားဆိုတာကိုသိပ္ပံနည်းကျဒီနေ့ဗီဒီယိုလေးတွေမှာရှင်းပြပေးသွားအောင်ပါ Hello, welcome to Thuka Health Channel. In my channel, I will continuously share knowledge and interesting information related to health. So I invite you to subscribe and stay tuned for more updates. Thank you for listening. ပထမဆုံးမိဖို့အနေနဲ့အင်္ဂလိပ်စီတောက်ရင်အချင်းလုံးဝရှောင်အောင်ပါလားအင်္ဂလိပ်စီတောက်တဲ့အခါအချင်းရှောင်စရာမလိုပါဘူးနော်ဒါယူဆအမှားတစ်ခုဖြစ်ပါတယ်တကယ်တော့ဗီတာမင်စီနဲ့တန်တဲ့အားစိတွေတောက်သုံးတဲ့အခါမှာဆိုရင်အချင်းတက်ပါဝင်တဲ့တတိဖြော်ရည်တစ်မျိုးမျိုးနဲ့တွဲတောက်လိုက်တော့မှစုပ်ယူမှုကိုပိုပြီးအားကောင်းစေတာပါဒါပေမဲ့ပိုးသက်စီချို့သေးချာစီချို့ကိုတောက်သုံးတဲ့အခါမှာ grapefruit လိုမျိုးအချင်းသီးမျိုးတွေနဲ့တောက်သုံးမယ်ဆိုရင်တော့ဓာတ်ပြုတာတတ်ပါတယ်အရေးကြီးဆုံးကအစာအိမ်နာရှိတဲ့သူတွေအစာအိမ်ယောဂရှိတဲ့သူတွေအနေနဲ့ဆေးတောက်လိုက်တဲ့အချိန်မှာအချင်းစားရင်ပို့ပြီးတော့ဘိုင်းနာစီတက်တာမို့လို့ရှောင်ခိုင်းတာလို့ပြောရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်ဒါဆိုရင်အချင်းတက်သတိထားရမယ့်အရာရောရှိလားရှိပါတယ်အချင်းတက်ပို့ပြီးတော့သတိထားရမယ့်အရာကတော့နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေပါပိုးသက်စီတော်များများကနှုတ်မှာပါတဲ့ကယ်လ်ဆီယမ်နဲ့ဓာတ်ပြုသွားတဲ့အခါဆေးရဲ့အာနိသင်ကိုပျက်စီးသွားစေတတ်ပါတယ်ဒါဆိုရေခဲရင်နဲ့မတောက်ရဘူးရေခဲရင်နဲ့တောက်ရင်ဆေးသက်မပြဘူးဆိုတာဟုတ်လားဟုတ်ပါတယ်ဒါကတော့မှန်ပါတယ်ရေခဲရီကဆေးပြားကိုမသွားစေတဲ့အတွက်ခန္ဓာကိုယ်ထဲမှာပျော်ဝင်မှုကိုကြာသွားစေသလိုအစာအိမ်ထဲကသွေးကြောတွေကိုကျုံသွားစေတဲ့အတွက်ဆေးကိုဆုပ်ယူမှုနှေးကွေးသွားစေပါတယ်ဒါကြောင့်ဆေးသွမ်းပြဖို့နောက်ကျသွားစေတာပေါ့နော်ဒါဆိုရေနွေးပူပူကြီးနဲ့တောက်အောင်ပါလားရေနွေးပူပူကြီးနဲ့လည်းတောက်လို့မကောင်းပြန်ပါဘူးဆေးရဲ့ဓာတုဖွဲ့စည်းပုံအရရေနွေးပူပူနဲ့တောက်လိုက်တဲ့အခါဆေးရဲ့အာနိသင်ကိုပျက်စီးသွားစေပါတယ်အကောင်းဆုံးကတော့ရိုးရိုးရေဒါမှမဟုတ်ရေနွေးနွေးလေးနဲ့တောက်ပေးပါဒီနီလန်းကဆေးကိုအမြတ်ဆုံးပြုံဝင်ပြီးတော့အစာအိမ်ကိုလည်းအေးချမ်းသွားစေနိုင်ပါတယ်ဆိုတော့အနှစ်ချုပ်ပြပြရမယ်ဆိုရင်ဆေးတောက်တဲ့အခါရိုးရိုးရေဒါမှမဟုတ်ရေနွေးနွေးလေးကိုသုံးပေးပါအချင်းစားခြင်းနဲ့ဆိုရင်တော့ကိုတောက်ရမယ့်ဆေးရဲ့အညွှန်းမှာအစာနဲ့ဝေးတောက်ပါလို့ပါမပါအောင်အရင်စစ်စစ်တကယ်လို့ကိုကမသေးကြသေးဘူးဆိုလို့ရှိရင်ဆရာဝန်ဒါမှမဟုတ်ကျွမ်းကျင်တဲ့သူတူမေးမြန်းဖို့မမေ့ပါနဲ့နော်ဒီဗီဒီယိုလေးကပရိသတ်ကြီးတို့အတွက်အကျိုးရှိရဆိုရင်တော့ like လုပ်ခဲ့ပြီးတော့တကယ်ချင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကိုလည်း share ပေးခဲ့ပါအောင်နော်အသစ်တည်သောဗီဒီယိုလေးတွေကိုနားဆင်နိုင်ဖို့အတွက်ဒုက္ခရဲ့ channel လေးကိုလည်း subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့ဦးနော်နောက်လာမယ့်ဗီဒီယိုလေးတွေမှာပြန်ဆုံကြအောင်ပါကျေးဇူးအထူးတင်ရှိပါတယ်ပရိသတ်ကြီး